No, ကျွန်တော်ရေခဲတက်တာစမ်းကြည့်မယ်ကျွန်တော်ရေခဲတက်တာစမ်းကြည့်မှာဖြစ်ပါတယ်စမ်းမယ် ready ဒီလိုမီးပြတဲ့ကာလတွေမှာ connect creator တယောက်အနေနဲ့အခက်အခဲတွေအများကြီးပါပဲလောက်ကပြန်လာပြီးကြံရှိနေတဲ့အားအင်တဲ့အချိန်ကိုအချိုးရှိရှိသုံးချမဲ့အခါမျိုးဘင်းကစားနေတဲ့အခါမျိုး YouTube ဗီဒီယိုတွေ edit လုပ်နေတဲ့အခါမျိုးဒါနဲ့ကျွန်တော် solar တက်ဖို့ဆုံးပြလိုက် budget ကတော့ sponsor ရတယ်နဲ့ဆိုရင်လက်တော်မှာ15သိန်းအောင်ရှိတယ်ဒါကကျွန်တော်မိမတောင်းဖို့စုထားတဲ့ပတ်စံတွေပေါ့နော်ဒါတွေရင်းနှီးလိုက်မယ်ဆိုရင်ကျွန်တော်လက်တော့အားသွင်းဖို့နဲ့လှုပ်ဖို့အတွက်စိတ်ဝင်စားမလို့တော့မိမဆိုတာက liability solar တက်တာက asset Let's go baby Facebook ပေါ်မှာဈေးသက်သာဆုံး label property တွေကိုစာကြည့်လိုက်တဲ့အခါမှာတော့ comment tag ဆိုတဲ့အကောင့်သွားတွေ့တယ်သူက label property တွေကို design မျိုးမျိုးနဲ့ power station အဖြစ်ပြောင်းပြီးတော့ရောင်းတယ်ပေါ့နော်ဈေးနှုန်းကတော့အချိန်နဲ့မျှပြောင်းလဲမှုရှိတယ်သူပြောတာတော့သူရဲ့ရည်ရွယ်ချက်ကလူသားတွေကိုအကျိုးပြုစီခြင်းနဲ့ရည်ရွယ်ချက်ပေါ့နော်တကယ်တကယ်စဉ်းစားကြည့်ပြန်တော့လည်းကျွန်တော်ရည်ရွယ်ချက်နဲ့သိမဟုတ်ပါဘူးโอเคကျွန်တော်သူ့ယုံသွားပြီသူစီကပဲကျွန်တော်မှားလိုက်တော့မယ်level 4တွဲဖို့တရားအေးပတိကို9သိန်းနဲ့ကျွန်တော်ရောင်းပေးတယ်တနစ်အာမကန်ပေါ့နော်တနစ်တွဲမှာပြတ်ခဲ့လို့ဆိုရင်အလကားပြင်ပေးမယ်တဲ့ဆိုတော့ကျွန်တော် inverter ကကောင်းလေးကျွန်တော်သုံးကျင်တော့2200ဝက် Pure Sine Wave inverter ကိုကျွန်တော်မှားလိုက်တော့ပေါ့နော်2သိန်းနဲ့4000ကျတယ် solar controller MPPT design နဲ့ပေါ့နော်အဲ့ဒါက2သိန်းနဲ့2000ကျတယ်အားလုံးစုစုပေါင်းက17သိန်း6000ကျသွားတယ် okay သူကျွန်တော်ကို power station အနေနဲ့ပြောင်းပြီးတော့ပို့ပေးမယ်ဆိုလားပဲOkay စောက်ကြည့်တာပေါ့ Power Station တော့ကျွန်တော်မှာပြီးပြီဆိုတော့မန္တလေးနဲ့မော်လမြိုင်ကအနည်းဆုံး2ရက်3ရက်တော့အချိန်ပေးပြီးတော့ပို့ရမှာပေါ့နော်Solar Panel တော့ကျွန်တော်အရင်ဝင်လိုက် Monocrystalline Solar ပေါ့နော်425 watt Solar 4,200ပေးရတယ် Maximum Power က318 watt ထွက်တယ်ပြီးတော့ Solar ကြိုးကအိမ်ကနှစ်ထပ်ဆိုတော့3သိန်းကျတယ်ကျွန်တော် Solar ဆင်မဲ့နေရာလေးချက်ကြည့်အောင် Let's go babyဒီ slip ပြားပေါ်မှာတော့အဆင်ပြေလောက်တယ်ပေါ့နော်အကြောင်းအောက်မှာတော့မချချင်ဘူးစင်လေးနည်းနည်းလေးလောက်ပြီးတော့ထားချင်တယ်ပေါ့နော်ဒါလိုအပ်တဲ့အတိုင်းတာတွေချက်တိုင်းကြည့်လိုက်ပါတော့နားလေးကတိုင်နဲ့တိုင်ထားပြီးတော့ဒီနားတန်ထိုးလိုက်ပါပေါ့နော်အဲ့ဆိုရင်တော့အဆင်ပြေပြီဆွဲဟုတ်ကျွန်တော် solar တင်မဲ့စင်ရဲ့အတိုင်းသိရပြီဆိုတော့ကျွန်တော်အိမ်မှာရှိလာချက်ကြည့်လိုက်ပါကျွန်တော်စင်မရခင်ဆိုလာလေးရင်တင်လိုက်မှာပေါ့နော် Let's go baby Let's go ဆိုလာစင်သစ်ပြည့်ပြီဆိုတော့စင်စားဆောက်ရရပြီDid it Power Station ရပြီဆိုတာနဲ့ Power Station ကကျိုးနဲ့ချောင်းနဲ့ဆိုလာနဲ့တွဲပြီးရင်မီးပြတာကိုကျွန်တော်စိတ်ပူပင်တော့ကရောက်နေစရာမလိုပဲနဲ့စိတ်ညစ်စရာမလိုပဲနဲ့ဗျာအေးစင်ပြေစောမွေးကျွန်တော်မီးတွေတုံးလို့ရပြီဖုန်းလေးအားသွင်းလို့လည်းရပြီ Okay ကျွန်တော် Power Station ပဲစောင့်အောင်လုပ်မယ် Yo Power Station ရပြီဒီကောင်က level 4 pati နဲ့လောက်လာတဲ့တွဲဖို့100 A8 power station ဒီထဲမှာ inverter က2200 watt Pure Sine Wave ထွက်တဲ့ inverter ထည့်ထားတာပေါ့နော်ဆိုတော့ဒီမှာက solar controller ဒီ MPPT တစ်စိတ်တယ်ပေါ့ဒီကောင်လေးရပြီဆိုရင်ကျွန်တော်လုပ်ဖြစ်ပြီ Okay ဒီကောင်ကိုအရင်ဆုံး
နေရမှာရင်ကတ်လိုက်ပေါ့နော်ပေါ်စကူနှလုံးရရတော့စစ်ပြေပြီပေါ့နော်ပေါက်ဆက်တုံးတယ်ကိုထိတ်ရချက်ကြီးကျင်းတစ်ခုပဲကျွန်တော်ထည့်တော့မှာပေါ့နော် stop လက်ထင်းနဲ့ဆောင်းတော့နည်းလေးကျင်းနဲ့ဆွဲထုတ်လိုက်โอเคဒီ solar controller မှာပြထားတာကဒီအောက်မှာပေါ့နော် brand ပြပေးထားတယ်ဒီမှာပထီကျိုးနဲ့အရင်တက်ပါโอเคပထီကျိုးကျွန်တော်တို့အရင်တက်ရပါပေါ့နော်ဒီပထီကနေဒါလာတဲ့ဟာဒီမှာ solar ကျိုးပေါ့နော်ဒါနောက်မှတက်လိုက်ကျွန်တော်တို့ဒီမှာပထီ terminal ကထွက်တဲ့ကောင်ကိုအရင်တက်မှာပေါ့နော်ဒီမှာက AC အထွက်ကျွန်တော်ဝယ်ထားတဲ့ဒီ terminal စွတ်လေးကအပေါက်တီးတယ်ပေါ့နော်ထည့်လို့မရဘူးကျွန်တော် net ချဲမှရပေါင်းတဲ့နှုတ်နှစ်ကြိုးရှိတယ်ပေါ့နော်โอเคဒီမှာကျတော့ solar တွက်ပေါ့နော်ဒါကျတော့ပထီတွက်ဒီမှာလောက်တော့ဖို့တွက်ပေါ့နော်ဒီမှာအပေါင်းနှုတ်နှစ်ခုရှိတယ်ပေါ့နော်ကဲတွက်လိုက်မယ်ဒီမှာအနီပေါ့နော်အပေါင်းကြိုးကိုပြင်နှွာလိုက်โอเคကျွန်တော်ပထီကြိုးထည့်လိုက်တော့ solar controller စပြီးတော့ run လိုက်ပြီပေါ့နော်တော့ solar controller ကိုချက်ကြည့်ကြအောင်ပေါ့နော်ဒါ PV နှိပ်လိုက်တယ်လို့လေးပွင့်လာမယ် solar 0ပါပဲပေါ့နော်အားမဝင်သေးဘူးကျွန်တော်တို့ဒီမှာပထီကိုအမျိုးအစားကျွန်တော်ပြောင်းပေးရမယ် okay SC ရောက်ပြီဆိုရင်ကျွန်တော်အမျိုးအစားကိုပြောင်းခြင်းပထီကိုဖိနှိပ်တာဖိနှိပ်ပြီးရင်ဒီမှာအမျိုးအစားပြောင်းပေးရတယ်ကျွန်တော်တို့သုံးထားတဲ့ပထီက level 4ပထီပေါ့နော်12volt ပထီဆိုရင် arrow 4လို့ပြောင်းပေးရမှာပေါ့နော် okay arrow 4လိုက်ရပြီးရင်ကျွန်တော်စနှိပ်လိုက်โอเคဒီကြိုးတက်ပြီးဆိုတော့ကျွန်တော် solar ကြိုးတက်ပြရပြီ solar ကြိုးဒီမှာပေါင်းတော့မှန်တက်နီးနေမယ်โอเคဒီနေ့ပြီးပြီဆိုရင်ကျွန်တော်တို့ကဒီမှာ route အိမ်တော့တွက်ပြီးသုံးပါပေါ့နော်ဒါပထီကနေကျွန်တော်ပြန်ကြွားရမှာဒီထဲကိုဒီမှာ EVC လာမယ်ဒီမှာဆိုရင် neutral ဒီဘက် channel ဆိုရင်ကျွန်တော်ဒါပထီနဲ့သုံးမယ်ပေါ့ပေါ့နော် PT အထွက်ကကျွန်တော် AC ကြိုးကိုဒီကျွန်တော်တို့အိမ်မီးတဲ့တော့တစ်ခါတည်းကျွန်တော်ထည့်ပါပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့မှာပြင်များစသားမသုံးတော့ဘူးဗျာအများဆုံးကြည့်အဲကွန်လိုက်ကျွန်တော်တို့မှမရှိဘူးလလုံးဆိုင်အိမ်မှုကိစ္စအတွက်သမင်းချက်ဘာညာတာရကပိတ်ရမယ်ပြီးရေခဲတက်တာပိတ်ရမယ်ကျွန်တော်အိမ်မှာမီးချောင်းနဲ့ချောင်းမီးလုံးက6လုံးနဲ့ပန်းကဖုံးအားသွင်းနိုင်ပါစိတ်ကြိုက်တော့ပထီရလာတဲ့ AC အထွက် plug အောင်ရင်ချိန်လိုက်ပေါ့နော်ရပြီနော်အထီက AC အထွက်ကကျွန်တော်အိမ်မီးတဲ့ထိုးမယ်ဆိုရင်တခုတတိထားရမယ်ဒါ light နဲ့ neutral ပေါ့နော်နှစ်ကြိုးပေါ့နှစ်ကြိုးကိုမှားလို့မရဘူးဒါ AC ထွက်ပေါ့နော် AC ထွက်ကိုကျွန်တော်တို့ tester နဲ့စမ်းကြည့်လိုက်ပြောင်တက်စာလို့ဆိုရင်ဒီအနီရောင်ကမီးအားပိုများတယ်ပေါ့နော်အနီရောင်ကမီးအားပိုများတယ်ပေါ့နော်ဒါပထီရဝင်လာမဲ့ကြိုးဒီထဲမှာကျွန်တော်ထည့်ပါနော်ဒါ EVC ရဝင်ကြိုးပေါ့နော်ဘီလာတော့ကျွန်တော် light နဲ့ neutral ကျွန်တော်ဆက်ပြီးပြီပေါ့နော်solar နဲ့သုံးနေတဲ့အချိန်မှာ EVC ကမီးမလာတာကိုကျွန်တော်မီးလုံးနေနဲ့ EVC ကြိုးနဲ့ချိန်လိုက်ပါမယ်နော်မီးလုံးလေးကိုညားလေးမှာ
ထားလိုက်မှာပေါ့နော်စင်ကုန်မကပ်ပါလားကောမကပ်ပါလားကွာဒီကောကပ်လို့မရအောင်ဆိုတော့ကျွန်တော်ဒီနားလေးမှာပဲချိန်ခဲ့တာလိုက်နော် Okay that's right baby ဒါပြီပေါ့နော်ဒါပြီးလိုက်ဒီထဲမီးလေးနဲ့မီးလေးရင်ကျွန်တော်တို့ဒီမှာ EPC ကြောင်းရပြီနော် Okay ကျွန်တော်အားလုံးပြီးပြီအားလုံးပြီးပြီးတော့ကျွန်တော်အပေါ်မှာ solar socket ဝတ်ချိတ်လိုက်တော့မယ်ကျွန်တော်တို့ဒီမှာ solar ကြိုးတက်လို့ရပြီပေါ့နော် Okay solar ကြိုးမတက်ခင်တော့တော်တော်များပြောကြတာတော့ဒီ solar နဲ့ဒီ inverter နဲ့အလုပ်လုပ်တာဟိုမီလောင်တက်လို့ပြောတော့ဗျာ solar မီလောင်တက်လို့ပြောတယ် inverter မီလောင်တာပတိမီလောင်တက်လို့ပြောကြတယ်ဗျာကျွန်တော်တို့တော်တော်လေးကြီးနေမှာထိတ်နေတယ်အဲ့ဒါ Okay တော့ဒါမီးရဖို့အတွက်ကျွန်တော်ရဲ့ last chance ပဲပေါ့နော် Let's go baby Ready 1 2 3ဒီတော့လေအကောလားကောလားOh my god တော်ပါသေးရဲ့မပေါက်တော့ဘူးဒီစီရောကျွန်တော်ရဲ့ controller ဒီမှာ solar ဝင်တာကအဝင်က90ဝါလောက်ဝင်တယ်ပေါ့နော် voltage ကဘယ်လောက်လဲဆိုရင်20နဲ့ကို30 voltage လို့ပေါ့နေတော့နည်းနည်းလေးတော့တိတ်မထွက်ဘူးဖြစ်နေတယ်ရှင်ပြသွားပြီဟိုကျွန်တော်ပါရီသုံးလို့ရမလဲချက်စိုင်းကြည့်အောင် let's go baby okay စပြီးတော့လင်းလာပြီပေါ့နော်ဟောမီးဖွင့်မယ်မီးနှလုံး မီလာရောနော်ကျွန်တော်အိမ်မီလာပြီအ TV ဖွင့်မယ် TV ဖွင့်မယ် Okay TV ပါတော့ပွင့်သွားပြီကောနော် Come on Okay မှာထွက်လာပြီတရားဆိုင်မှာကြည့်တော့ TV ကြည့်လို့ရပြီ Okay ကျွန်တော်အိမ်နောက်ဖေးမီးတစ်လုံးထည့်ရမယ်ကျွန်တော်အိမ်သားရေချိုးကန်းမီးနှလုံးထပ်ဖွင့်လိုက်ပါပြီ Okay ပြီးရင်ကျွန်တော်တို့မှာထမင်းပေါင်းတော့မလုံးတော့နဲကျွန်တော်ရေခဲတက်တာစမ်းကြည့်မယ် Ready 1 2 3ဟာလာဦး Ah shit Let's go baby let's go Woo That's it baby မကျွန်တော်တို့ဖုန်းလဲအားကောင်းသွင်းလို့ရပြီစိတ်လည်းပူစရာမလိုတော့စုပ်လည်းပူပင်နေစရာမလိုတော့ဘူးဗျာအရာလောပြီးတော့ကျွန်တော်လုံးစရာမလိုတော့ဘူးစိတ်လည်းကျွန်တော်တော်တော်ချမ်းသာပါပြီကျွန်တော်လက်တော့လည်းအားသွင်းလို့ရပြီပေါ့နော်လက်တော့ကကျွန်တော်လောလောဆယ်ပြတ်နေတယ်ပြင်နိုင်ပို့လား3 ဟဲ့ပေါ့စီ3 Wi-Fi 3မလက်3တဲ့မင်းမီးတောင်လို့3လားမတော်လို့3လား3ပါ3အဲ့ပြီးတော့3ဆွဲဟောတအိမ်သားလုံးကျသလို3လို့ရပြီကျွန်တော်ကလုံးဆွဲတာကလုံး200လို့ရေးတာတော့ဗောနော်ကျွန်တော်စိတ်မမှန်တော့ဘူးလို့ထင်တာပဲကျွန်တော်တိမ်လုံး3လာတော့ဗောနော်ရပြီပန်ကာတစ်ချက်ပွင့်ကြည့်လိုက်ပန်ကာတစ်ဆင့်တော့ဖွင့်ရင်ပန်ကာတစ်ဆင့်ဖွင့်မယ် Okay let's go baby Okay မေးဒီကြီးလို့ရပြီမေးထားတော့ပါမီ平龙姐ကျွန်တော် power station ချက်မှွေတော့ကြည့်ရအောင်ပေါ့နော်ဒါကကျွန်တော် AC ဒါ inverter ရဲ့ type ပေါ့နော်ဒါ AC အထွက်ဒါကကျွန်တော်ပထီရဲ့ volt တွေကိုပြတာဒီကောင်ဒါကြောင့်တော့ဒီမှာကျွန်တော်တွဲဖို့ DC သုံးလို့ရမယ်ဒီမှာကျ USB ကျတော့5 volt ကျွန်တော်သုံးလို့ရမယ်ဒါကတော့ဒီ solar က solar အဝင်တာမလဲတွဲထဲမှာပါနေရှိမှချက်ဖွင့်ကြည့်ရအောင် 1 year ready meter ဟာကျွန်တော်ခွာလိုက်Power station ရဲ့အတွင်းပိုင်းပုံစံပေါ့နော်ဒါပထီက၄လုံးသုံးလာတယ်တွဲဖို့ဆိုတော့ဒါ BMS
ပချီရဲ့ like guy ပေါ့နော်ဒါတက်တော်စောက်လို့ပြောလို့ရတယ်ပချီကိုထိန်းသိမ်းဆောက်ပြီးတဲ့အရာတစ်ခုဒါကတော့ inverter 2200 watt ကျွန်တော်လိုချင်တဲ့ pure sine wave ပေါ့နော်ဆိုပါဘူးကျွန်တော်ဆက်ရက်လိုချင်တယ်ဆိုရင်မန္တလေးပသိမ်ကြီးကကျော်မင်းထက်စီမှာမှာယူလို့ရတယ်ဖုန်းနံပါတ်တော့ကျွန်တော်တို့မှာချတာပြီးပါပေါ့နော်customer စိတ်ကြိုက် order တင်လို့ရတယ်ပေါ့နော်ဘယ်လောက်ထိခံလဲဆိုရင်ကျွန်တော်ပန်ကာနဲ့ဖွင့်လာတယ်ဘီလုံးနဲ့ဖွင့်လာတယ်ဘီကြောင်းလေးနဲ့ဖွင့်လာတယ်ပြီးတော့ TV လည်းကျွန်တော်ဖွင့်လာတယ်ပေါ့နော်ဒီကဲတက်တာပဲကျွန်တော်ဖွင့်လာတယ်ဆိုတော့နေ့လယ်ပိုင်းဖြစ်တော့ပေါ့နော် solar လည်းကျွန်တော် run နေတိုက်ရ run နေတယ်ပေါ့နော်သူလောက်ကဘယ်လောက်ဆွဲလဲဆိုရင်200လောက်ဆွဲနေတယ်200ဆွဲနေတယ်ဆိုတော့ဒါကမမှန်ဘူးပေါ့နော်ဒါသူတက်2ဆလောက်ကျွန်တော်ပို့ပြီးတော့ဆွဲတယ်400လောက်ပေါ့နော်ဆိုတော့နေ့လယ်ပိုင်းဆိုစိတ်ကြိုက်တော့ကြိုက်တဲ့လောက်တော့မကုန်ဘူးပေါ့နော်ပုံမှန်ဆိုရင်ဒီ solar ကဘယ်လောက်ထိဝင်လဲဆိုရင်နေအရန်ပူမယ်ဆိုရင်သူက250ပေါ့နော်အများဆုံးအလွန်ဆုံး250ဝက်လောက်ပဲဝင်တယ်ကျွန်တော် solar ကဘယ်လောက်လဲဆိုတော့460ဝက်ပေါ့နော်တစ်ဝက်လောက်ပဲဝင်တယ်ညဘက်မှာကျွန်တော်စမ်းသုံးကြည့်တဲ့ခါမှာကျွန်တော်တစ်ပတ်10ရက်လောက်ကျွန်တော်လေးလာကြရပေါ့နော်မီးချောင်းက2ချောင်း3ချောင်းနဲ့ကျွန်တော်မီးလုံးက3လုံးလောက်ကျွန်တော်တညလုံးထုံးပြစ်တာတယ်ပြီးတော့ TV ကကျွန်တော်3နိုင်လောက်ကြည့်မယ်ပန်ကာကကျွန်တော်3နိုင်လောက်ဖွင့်တယ်ပေါ့နော်ညဘက်မီးပြတ်ချိန်ကအများဆုံးကြာမှာဆိုရင်6နိုင်9နိုင်လောက်ဒီပြတ်တော့ပေါ့နော်ဆိုတော့အဲ့6နိုင်9နိုင်မှာကျွန်တော်ပချီနဲ့ဒါ AC သုံးလို့ရတယ်ဗျာဆိုတော့မနေ့ကျရင်သူက solar နဲ့တိုက်ရိုက် run ရုံပဲဆိုပါဘူးကျွန်တော်16သိန်းနဲ့တလောက်ရတယ်ဆိုတော့